တောင်ကိုရီးယားနံပါတ်1စီးပွားရေးအင်အားစုတဲမန်ကုမ္ပဏီဥက္ကဋ္ဌကအစည်းအဝေးခေါ်လိုက်တယ်။ Car Works လို့ခေါ်တဲ့ကားကိုလိမ်ရင်အမွှေးတွေပေါက်လာမယ်ထုတ်ကုန်တစ်မျိုးထုတ်မယ်လို့ပေါ့။အတွင်းရေးမှုအပါအဝင်ကုမ္ပဏီရဲ့အရာရှိများဟာချက်ချင်းပဲဥက္ကဋ္ဌယူနေတာလားလို့တွေးလိုက်ကြပါတယ်။ဥက္ကဋ္ဌတငယ်ပြန်တယ်ဆိုတဲ့သတင်းပြက်နေတာမှန်နေပါလားလို့တီတိုပြောဆိုနေကြတယ်။စိတ်မပါပေမဲ့အတွင်းရေးမှုကအရင်လက်ခုပ်တီးပြီးဂုဏ်ပြုလိုက်တယ်။အခြားသူတွေကလည်းဖားရမြောက်ပင်ပြောဆိုပြီးဂုံယူပါတယ်ပါညာပြောဆိုနေကြတော့တယ်။ဒီချိန်မှာဂျွန်ဘတ်တန်ဆိုတဲ့တက်သစ္စာအရာရှိကကုမ္ပဏီလုပ်ငန်းမြေပြိုလဲနေချိန်ဒီလိုယူကြောင်ကြောင်ထုတ်ကုန်မထုတ်တင်ဘူးလို့ကန့်ကွက်ပါတယ်။ဥက္ကဋ္ဌအန်အော်သွားပြီးမင်းမှန်နဲ့ခါဝက်ဆိုတာမရှိဘူးမင်းကသာငါရဲ့ညာလယုံအစ်စ်ပဲလို့ချီးကျူးလိုက်ပါတယ်။ချီးကျူးမဆုံးသေးဘူးလူတယောက်အစည်းအဝေးခန်းပါတယ်။တရောတော်ပါပြေးဝင်လာပါတယ်။ပြိုင်ဘက်ကုမ္ပဏီက Car Works ထုတ်လိုက်ပြီးအရန်အောင်မြင်နေတဲ့အကြောင်းပြောပြတော့ဒေမန်ဥက္ကဋ္ဌချီးကျူးတာရက်ပြီးဂျွန်ဘတ်တန်ကိုအမျက်တော်ရှယ်ပြီးချောင်လီမာဈေးကိုတွားလို့ယာရူးချပါတယ်တော့တယ်သူကမွန်ဆို့ဂရုပါသူကငငယ်ကလေးကအရမ်ကျူးစားခဲ့သူပါဆိုတက်ကတော်ကဘွဲရပြီးဒေမန်ဂရုပိုင်ချောင်လီမာဈေးရဲ့မန်နေဂျာဖြစ်လာခဲ့တယ်သူကတလွဲတချော်နဲ့အရန်ရဲစရာတွေဖြစ်တတ်သူပါဈေးကိုရောက်တော့အားလုံးတိတ်ဆိတ်အေးခဲမတတ်ပါဝန်တန်းတွေကဖုန်းသုံးသူကသုံးငိုက်တဲ့သူကငိုက်တဆင်းရဝန်တန်းကအလုတ်ထွက်သွားနေကမော့ကမပါအဲ့ဒီအချိန်မှာပဲရုံးချုပ်ကဂျွန်ဘော်တန်းလာမယ်ဆိုတော့သူအရန်အံ့ဩသွားပါတယ်တည်င်းတွေမှာတွေ့နေကြနာမည်ကြီးတယောက်ကဒီလိုအဆုပ်ပလို့ရောင်းမကောင်းတဲ့ဈေးကိုလာစီမန်မယ်လို့သူမထင်ဘူးလေရောက်ရောက်ချင်းအစည်းအဝေးခေါ်ဖို့မင်းသားကခိုင်းပါတယ်အလောက်ကိုအာယုံဆိုင်ပြီးအရန်ဆော့လစ်ဖြစ်တော့သူအထင်ကြီးသွားပါပြီစည်ရင်းတွေအကြောင်းမေးလို့မသိလို့အဆုခံရပါတယ်ဝန်တန်းတွေဘာလို့3လနဲ့ထွက်သွားတာလဲဆိုတော့သူစွန့်အားဂျွန်ဘော်တန်းကဝန်တန်းထက်ခန့်ဖို့ပြောပါတယ်သူ့လိုဥကြောင်ကြောင်ဝန်တန်းတွေအများကြီးလိုချင်တယ်တဲ့ဂျွန်ဘော်တန်ကသူ့ကိုရုံးချုပ်ကကန်ထုတ်တဲ့ဥက္ကဋ္ဌကိုမကျေနပ်နေတာပါ။ချောင်လီမာဈေးကအလုတ်ခေါ်စာကိုရသွားသူကဂီတယူတယောက်ပါ။မိမနဲ့ကလေးလေးရှိပါတယ်။အင်းငါးကမပေးနိုင်လို့မိမကပူညံလုပ်တဲ့အခါသူစိတ်ညစ်ပြီးထွက်လာဂီတာကိုရေးတဲ့ပစ်ချမလို့လှုပ်တုံအလုတ်ခေါ်စာနဲ့သုံးမိတာပဲ။နောက်ထပ်သူကတော့ဘန်ကော့နီထုတ်ခံရတဲ့တက္ကစီသမားတယောက်ကားငါးစီးတဲ့သူကနှိမ့်တဲ့စကားတွေပြောလို့ဆဲပြီးကားပေါ်ကဆွဲချထားခဲ့တယ်။စိတ်ညစ်ညစ်နဲ့ပေါင်မုတ်ကိုကိုင်နေတော့ချောင်းလီမာဈေးဝင်တန်းခေါ်စားနဲ့တဲ့တူတာပဲ။အင်တာဗျူးတဲ့နေ့မှာတော့ဂျွန်ဘော်ဒန်နဲ့မန်နေဂျာခွန်းစော်ကူကိုအခက်အခဲတွေပြောပြပြီးအလုတ်ခန့်ဖို့အရေးသူထက်ငါငိုပြကြပါတယ်။မန်နေဂျာကငိုတဲ့နှုတ်တဲ့အရှုံးသမားတွေပြိုင်တဲ့နေရာမဟုတ်ဘူးပြောနေတော့လူချမ်းကြီးအန်ကျော်ရောက်လာပါတယ်။ငါးစားလို့အလာချစ်ဖြစ်တယ်ဆိုပြီးအตาလွတ်ပွဲချမ်းပါတယ်။မန်နေဂျာကိုခုံနဲ့ကောက်ရိုက်မယ်လို့တုံး3ယောက်လုံးအင်တာဗျူးအောင်တယ်လို့ဂျွန်ဘော်ဒန်ကရုတ်တရက်ပြောလိုက်ပါတယ်။အားလုံးဝမ်းသာသွားပါပြီ။တလွဲမန်နေဂျာစောက်အုပ်ကြီးသမားရဲ့အသေးနုတဲ့တောက်ကိုရင်လူချမ်းကြီးအန်ကျော်ပြဿနာရှာတဲ့ဖိုးရွှတ်တို့နဲ့တနာစရာချောင်းမလီဈေးရဲ့ကန့်ကြမရေရိမ်နှစ်တော်မှလားအခန်းအပြင်မှာမန်နေဂျာဂွန်ဆာဝူကဂျွန်ဘော်ဒန်ကိုအလုတ်ခန့်တန်းတဲ့ပတ်သက်ပြီးဘဝင်မကြကြောင်းသူဆိုမန်နေဂျာဘဝရဖို့ဘလောက်ကြိုးစားခဲ့ရကြောင်းခက်ခဲကြောင်းပြောပြနေတာပါဒီလိုပါပဲကျွန်ုပ်ဘဝမှာခက်ခဲပင်ပန်းကြီးစွာကြိုးစားပြီးမှရလာတဲ့အရာတွေကသူများအတွက်လွယ်နေတတ်တယ်သူမအချစ်လို့ဗောစကားပြောနေတော့ရုတ်တရက်ခေါ်တန်ထွက်လာခွေးရိတ်တုတ်တိုင်းတို့ဘရင်သူတောင်းစားလီနှစ်ယောက်မင်းကလေးက9နှစ်အကြီးကောင်ကြောင်တောင်ကောင်ကအသက်တောင်မသိတဲ့အမီမသိရှေးစာဆိုပေါ့ဘာဗရာလူမျိုးတဲ့မျိုးနွယ်စု10ယောက်တည်းငွေရှာပို့ရမယ်ဆိုပဲရှာပို့ပါကွာအင်္ဂလူတွေကသာတရုတ်ဆိုင်ကယ်တွေဝဲ TV တွေအောက်ဆက်တွေလက်ရောက်ဝဲမဖြူးမစင်းနဲ့ဟီဟီချောင်မာလီရဲ့ဝန်တန်းအသက်တဲ့ကွယ်တစ်ဖက်မှာတော့ဒဲမိုင်းရဲ့ဒုဥက္ကဋ္ဌဂုန်းနဲ့ဥက္ကဋ္ဌရဲ့အသုံးမကျတဲ့မီးဟာကောက်ကျက်စွာတိုင်ပင်နေပါတယ်ချောင်မာလီဆေးလေးအခုလိုပျက်စီးနှိမ့်ကျနေရတဲ့ဟာသူတို့ရဲ့ငွေကြေးမတမာမှုတွေကြောင့်ပါဂျွန်ဘော်ဒန်လိုလူတော်တယောက်ချောင်မာလီကိုကြိုက်တွဲမယ်ဆိုတော့မြေးဖူသူကသူတို့လောက်ရက်တွေပေါ်သွားမှစိုးရိမ်နေပါတယ်ဒုဥက္ကဋ္ဌဂုန်းနာမစိုးရိမ်နဲ့တရင်ပေးသူတို့ရဲ့တယောက်ချောင်မာလီမှာထားမယ်လို့ပြောလိုက်ပါတယ်ဇလန်တစ်ခုမှာလူဆိုးကစိုးမှာဗျာသူစိုးလီယုံမာလေးလေးဇက်ကပိုနာလေးလေးမင်းသားကပိုအားထုတ်ရလေးလေးပါချောင်မာလီအခွိုင်တောင့်ခံနိုင်မလား
ဟိုက the man on the elephant စင်ပေါ်ကလူတွေနော်ဟွန်းဟွန်း တနေ့တာအလော့ပြီးဆုံးချိန်တော့နည်းနည်းပြောမယ်ဗျာဂျွန်ဘော်ဒန်ကအိမ်ပြန်လာတော့သူမိမကအိမ်ကိုထမင်းပြန်စားတာပထမဆုံးမို့အံ့ဩနေတာပေါ့သူသားကတော့စာမကြည့်ပဲလိုင်းပေါ်ကနေကာတွန်းတွေခိုးဖန်နေပါတယ်ဘာကာတွန်းလဲတော့ကျွန်တော်လည်းမသိကျူတူမန်နေဂျာကတော့သူ့လာစာကို calculator တစ်လုံးနဲ့အပေါက်အနှုတ်အမြောက်အစားတွေတွက်ပြီးဒေါ်လာ1000ပို့လို့ shopping ထွက်တယ်ဗျရုပ်ဒီပါဒီဖြက်လို့ဈေးကြီးတဲ့အော်စီအမဲထားဝယ်ခဲ့တယ်အပြန်လမ်းမှာကုံစိမ့်တဲ့အဘွားကိုတွေ့လို့တနာလို့အကုန်ဝယ်ချလာတယ်အိမ်ကြတော့သူ့အမေနဲ့အမဲဆက်လက်လှုပ်ရှားကြတယ်သူ့အမေကအထက်အရာရှိအစ်စ်ရဲ့စကားကိုနားထောင်ဖို့လင်းလီမာမာနေဖို့ပြောရှာတယ်တစ်ဖက်မှာတော့ဘာဗရာမင်းကလေးငယ်နဲ့ဦးကြောင်ကသူအမျိုးတွေစီလာပြီးအလုတ်ရပြီးဖြစ်ကြောင်းပြောပြကြတယ်ဆယ်နှစ်အတွင်းဘသူမှအလုတ်မခံလို့တောင်းစားခဲ့ရတဲ့ဘာဗရာတို့ကဂျေဇူးရှင်ချောင်မလီဈေးကိုအစိုးလိုက်အပြုံလိုက်ဂျေဇူးဆက်ဖို့ပြင်ဆင်ကြပြီပေါ့နောက်နေ့မနက်မှာတော့မန်နေဂျာအိယာကနိုးလာပြင်ဆင်ပြီးယုံသွားဖို့ထွက်လာမှာကားအကောင်စားကြီးကသူ့အနာရက်လာခဲ့ပြီကားဘော်ကဘီလင်းဒူရီယာကကွမ်ကတက်လို့အာနာသာနဲ့တခွန်းပဲပြောတော့ကားဘော်ရောက်နေပြီဒီလိုပါပဲကျုပ်ဆိုလဲကားအကောင်စားကြီးနဲ့လာခုန်ရင်ဘယ်ညင်းနိုင်မလဲမနေ့ပြန်ဘဲသူ့သမစ်ဖစ်လို့နေလိုက်မှာပဲဟီဒူရီယာကကွမ်ကမန်နေဂျာလီမွန်ကို ADM ကလီပေးရုံးချုပ်မှာအလုပ်လုပ်ချင်းရင်အခုသူခိုင်းတာအရင်လုပ်နေရမယ်လို့တင်းသွင်းပါတယ်ဂျွန်ဘော်ဒန်ကိုစောင့်ကြည့်ဖို့သူစီအဆက်မပြတ်အစီရင်ခန်းစာတင်ဖို့ပေါ့မန်နေဂျာလီကပင်းကိုရင်းစိတ်ရင်းကောင်းပေမဲ့ဘိုးမတိပါမတိလက်ခံလိုက်တယ်ဒီလိုပါပဲငွေရှိတဲ့သူတွေပြောရင်စကားကအောင်တယ်ဗျမပြောခင်ကလေးကအခိုင်းခံရတဲ့သူကခေါင်းပဲညှိတက်ကြတာတဘာပါပဲ ဒီနောက်မှာတော့ချောင်းမာလီရဲ့တက်ဝင်မှုကစတင်ပါပြီမန်နေဂျာလေးဈေးဝယ်ရောက်အရာရာကထူးဆန်းနေတယ်လို့ပါတကားကိုဖွင့်ဝင်လိုက်တော့မင်္ဂလာပါချောင်းမာလီမာကရမအကျိုးဆိုပါတယ်တဲ့အဲ့လေသူမျိုးလုံးဖြူသွားတယ်လာပြူဖြူချောတွေတော့မဟုတ်ဘူးမဲဆဲဘာဗရာကြီးတွေလက်မှာအကျွေထဲတဲ့နာယီနောက်မှာချင်းကြားတွေကိုစီပို့ထားသေးသူအန်အော်တကြီးဝင်သွားပြီးဂီတယူနဲ့ပြဿနာကောင်းကိုမင်းပြီးတော့တီးလုံးတန်းထွက်လာပြီးဘာဗရာတွေကရောဖြူအရန်နားထောင်ကြည်ကောင်းပါတယ်ကြည်နူးတာရဲ့မြူးချွားသွားတာကတော့မိုက်တယ်သူတို့ကလက်သွင်းလဲလေတွေပါတယ်တဲ့အကျွေးတစ်စိထဲရင်ဝဲသူနောက်လိုက်ပြီးဝဲသမျှကိုနောက်ကျောချင်းတဲ့ထဲပြီးမငီးမညူထဲ့ထဲပေးမှာပါကျန်ဘာဗရာတွေကလည်းကုန်ပစ္စည်းတွေကိုစနစ်တကျနေရချနေပါတယ်နိုင်တာဟေးဘာဗရာနဲ့ရောက်အလုတ်ခန္ဓာ10ရောက်ဝိုင်းလို့တယ်ဟီအန်ကျော်ပဲမလဲမေးတော့နှစ်သိမ့်ဆွေးနွေးအကြံဖေးဆိုတဲ့အခန်းထဲမှာတဲ့သူရှာနေတော့ပစ္စည်းမစုံလို့စိတ်ဆိုးနေတဲ့မိန်းမတယောက်ကအရင်ဒေါသတကြီးဖြီးဝင်သွားတယ်ဖျဲမယ်ပေါ့ဘာပေါ့သူလဲမပလားဆိုပြီးနောက်ကဝင်သွားတော့အန်ဩစရာဗျဖျဲမယ်ဆိုတဲ့မိန်းမကဒူးလေးတုပ်လက်အုပ်လေးချီလို့ပုလဲတွေခါနေလိုက်သေးတာစင်ပေါ်မှာတော့ပြိုကျုပ်တို့အန်ကျော်ကြီးကဘရင်ဝတ်စုံအရေးကြီးနဲ့ဟိုမိမကိုစကလုံးလှလှနဲ့ပြောလိုက်တော့ဒေါသတွေအရေးပြောကြခြေထုတ်ပစိုးငွေဆွေးကျိုးလီလိုထွတ်ထွားရှာတယ်တင်သားတကွတ်ဟီပြဿနာကောင်းတဲ့ဂီတအယူကလည်းအရေးရောင်ကြီးဝစ်ပြီးဝင်လာတယ်ရင်းဘက်မှာနေကြပွင့်အဝိုင်းနဲ့ဘရင်ပုံကိုရွှေချီဖောက်ထားသေးတာခေါင်းဆောင်ဝစ်ခိုင်းတာပြောလို့သွားရှာနေကြလီတကွယ်လေလွန့်လာတယ်ဘယ်သူရှိရမတော့ကျူတိုးစားလိုက်ကြီးဂျွန်ဘော်ဒန်မော်ဖုံကညာတပားလုံးရကပြားသွားရှာလေအလုတ်ချင်းပြီးတော့စပိုင်မန်နေဂျာမွန်ကဒူးဥက္ကဋ္ဌကွင်းစီကိုမေးဖို့ပြီးတနေတာဖြစ်သမျှပြုတ်ပြပါတယ်ဒူးဥက္ကဋ္ဌလည်းသူ့ထင်းတလုံးမဖြစ်လာတော့ဈေးကိုချက်ချင်းလိုက်လာပါတယ်မန်နေဂျာကိုဆွဲအပြဲနေကြပွင့်နေနာနဲ့ကျုပ်တူစားလိုက်ရောက်လာခဲ့တယ်ခေါင်းကလေးကိုလွတ်လိုက်ဒဲမန်ဂရုဒေဝါလီခန်းစေရမယ်လို့ပြောလိုက်ပါတော့ဗျ